အသက်20အရွယ်ကစလို့တော်လှန်ရေးတာဝန်များကို၄နှစ်ကြာထမ်းဆောင်ပြီးတဲ့နောက်တပ်စိတ်မှုရဲဘော်ပေါက်စကြာဆုံးခဲ့ကင်းနီပြည်နယ်မိုးပြဲမြို့တနေရာမှာအကြမ်းဖက်စစ်ကောင်စီတပ်ကိုခုခံတော်လှန်တိုက်ခိုက်ရင်းကြာဆုံးခဲ့တဲ့ရဲဘော်ပေါက်စရဲ့ဇာပနာအခမ်းအနားကိုပြည်သူ့လူမျိုးရေးတပ်ဦး PNF ကကျင်းပပေးခဲ့တာလေးဖြစ်ပါတယ်ပြည်သူ့လူမျိုးရေးတပ်ဦး PNF ကတစိမ့်မှုရဲဘော်ပေါက်စဟာ2025ခုနှစ်မတ်လ2ရက်နေ့လယ်ပိုင်းကမိုးပြဲမြို့တနေရာမှာစစ်ကောင်စီတပ်ကိုမာမိတ်တပ်ဖွဲ့ဝင်တွေနဲ့အတူလက်တွဲတိုက်ခိုက်ရင်းမြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်ရဲဘော်ပေါက်စဟာကြာဆုံးချိန်မှာတော့အသက်24နှစ်အရွယ်သာရှိနေသေးပြီးပြည်သူ့လူမျိုးရေးတအူးမှာအသက်20အရွယ်မှစတင်ပြီးတာဝန်ထမ်းဆောင်ခဲ့ကာကြာဆုံးချိန်အထိ၄နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်ကြာဆုံးရဲဘော်ရဲ့ပင်ပန်းဆင်းရဲမှုတန်ခံနိုင်မှုရဲရင်မှုအမိတ်နာခံမှုစွန့်လွတ်ပေးဆက်နိုင်မှုလူထုကိုအလုတ်ကျွေးပြုမှုတို့ကြောင့်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူရသလိုကြာဆုံးရဲဘော်ရဲ့စိတ်ဓာတ်နဲ့အစဉ်အလာကိုစက္ကန့်ပြီးတော်လှန်ရေးပြီးဆုံးသည့်အထိဦးလဲမတုံကိုကျိုးစွန်ကဆက်လက်ကြီးတက်သွားပါမယ်လို့ကတိသစ္စာပြုအပ်လိုက်ပါကြောင်းပြည်သူ့လူမျိုးရေးတပ်ဦး PNF ကထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်လူငယ်လေးတယောက်တိုင်းပြည်နဲ့ပြည်သူလူထုကိုကာကွယ်ရင်းဖက်စစ်အာဏာယူရကြောင်းကြာဆုံးသွားခဲ့ရပြန်ပြီဒီလိုတန်ဖိုးရှိတဲ့လူငယ်တွေကိုဆုံးရှုံးရတာအင်မတန်ဝမ်းနည်းနာကျင်စရာကောင်းလွန်းလာပါတယ်ခေတ်အဆက်ဆက်ကလူငယ်တွေဟာအာဏာရှင်အဆက်ဆက်ကိုတော်လှန်ကြရင်အသက်ပေးလူကြာဆုံးသွားခဲ့ရတဲ့အခါမှာတော့ကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေကသူရဲကောင်းအာဇာနည်တွေဖြစ်ကပီးမော်ကိုမှတ်တမ်းတင်ထားရမှာလည်းဖြစ်ပါတယ်အမေယောကန်သူရဲကောင်းတွေကိုကျွန်တော်တို့အားလုံးမေ့မသွားကြဖို့လိုအပ်ပါတယ်သူတို့ရဲ့အသက်ခန္ဓာကိုယ်တွေကိုပေးဆက်စွန့်လွတ်ပြီးမှရခဲ့တဲ့တော်လန်ရေးကိုလည်းကျွန်တော်တို့တန်ဖိုးထားကြဖို့လိုအပ်ပါတယ်ကျွန်တော်တို့မှတ်တမ်းတင်နေရခြင်းဟာလည်းလူတော်လန်ရေးဟာအလွယ်တကူနဲ့မရခဲ့ကြောင်းတန်ဖိုးရှိတဲ့အသက်ပေါင်းများစွာကိုပေးဆက်ခဲ့ပြီးမှရခဲ့ကြောင်းတမိုင်းရဲ့စာမျက်နှာမှာထင်ကြံရစ်စေခြင်းလိုပဲဖြစ်ပါတယ်။မောင်မြတ်သူမှလိုက်ဖို့ရှင်။တွားနေတော့မိတ်ဆွေတွားနှစ်ပြီးတော့လေးနဲ့စွာနှုတ်ဆက်လိုက်ပါလေ။ခမည်းရဲ့ဂုံအထူးကိုဦးညွတ်နေပါလေ။ခေတ်ကပြစ်ခဲ့တဲ့ကြီးစံတွေကျုပ်တို့ငယ်ဘဝကိုထုတ်ချင်းခတ်ခဲ့တဲ့အကြောင်းတွေးမတိတ်တဲ့အတိတ်တွေအကြောင်းပြန်ပြောင်းတွေးရင်ကြံရစ်ပါမယ်။ခမည်းဟာလှေလော်နေတော့တက်ချိုးခံရသူအညွန့်တလူလူမှာတင်းသက်ခံရသူမနေတဲ့တဲ့သူတွေကြောင့်မကြွေတဲ့ပဲကြွေခဲ့ရတဲ့သူဖြစ်တယ်လန်ခုလက်မှာထွက်သွားခဲ့ပေမဲ့ခမည်းဟာမိသားစုရဲ့ချစ်ချင်းမေတ္တာမိတ်ဆွေတွေရဲ့အမှတ်တညာအဖိနှိတ်ခံတွေရဲ့ရုန်းကန်မှုမှတ်ဉာဏ်ဖြစ်တယ်ကြွေသွားတဲ့ကြယ်တွေအကြောင်းပြောရင်ခမည်းအကြောင်းကိုကျုပ်တို့ပြောဖြစ်မယ်ဒီနိုင်ငံကတင်ခဲ့တဲ့အကျွေးတွေအကြောင်းပြောရင်ခမည်းအကြောင်းကိုကျုပ်တို့ပြောဖြစ်မယ်တွားနှစ်တော့မိတ်ဆွေတွားနှစ်ပြီတော့ကြေကွဲဝမ်းနေစွာနှုတ်ဆက်လိုက်တယ်ရှင်တန်မှုမှာဆက်လက်ရုန်းကန်ပါမယ်မောင်မြတ်သူအဖေနေခံပြည်သူနဲ့တူတရားရဲ့ဘက်ကနေလက်နက်ကိုင်တော်လန်ရင်းမြင့်မြတ်စွာအသက်ပေးသူကြာဆုံးသွားခဲ့ရတဲ့ပြည်သူလူမျိုးရေးတအူး PNF ကတဆိတ်မှုရဲဘော်ပေါက်စအားကျွန်တော်တို့ support PDF မြန်မာမှာလည်းအလေးနေပြမှတ်တမ်းတင်လိုက်ရပါတယ်ရဲဘော်ရဲ့စွန့်လွတ်အနစ်နာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီညူတော်လိုင်းသမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါကြာဆုံးခဲ့ရတဲ့ရဲဘော်တို့ကောင်းရာသူကတိလာပါစေဖက်စစ်အကြမ်းဖက်စစ်အာဏာရှင်ကိုအမြင့်ပြတ်ချေမှုရင်ຫນွေဦးတော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုကြေကွဲဝမ်းနေဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးညီပြုမှတ်တမ်းတင်နေတဲ့
Support PDF မြန်မာ YouTube Channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ် Support PDF မြန်မာ YouTube Channel ကိုကြည့်ရင်တော်လန်ရေးမှာတထောင်တနေရာတွေကနေပါဝင်နေကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာမြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြန်မာ့တွင်ဦးတော်လှန်ရေးမှာရဲဘော်တွေရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့မှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက်အဖိနိကန်ပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်ရွေပဲဖြစ်စီလက်နက်မကင်ရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တစ်ချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်း Support PDF မြန်မာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်